ပြည်သက်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်စိတ်ကူးမှာကစီစီနဲ့တကယ်ချင်းများကတော့လေးကိုအခုချိန်ဒီစောင့်မျှော်ကြည့်ရှုပေးနေကြတဲ့ပြည်သက်တရားရှင်စီတိုင်းကိုစီစီရဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုစီစီအပိုင်း30လေးကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်အပိုင်း30ကျမပြေးနေရပြီမြို့သူမြို့သားအားလုံးအိမ်ထဲမှာနေကြပါပြင်မထွက်ကြပါနဲ့တကယ်လို့အပြင်ရောက်နေရဆိုရင်လုံခြုံတဲ့နေရာမှာအမြန်ပုံးပါဘာလားဟာတမယာကြီးရဲ့ရဲစွမ်းတတိဖြစ်ပါတယ်ဒီမျိုးကထွက်ပြေးရမယ်ဒီမနေမလုံခြုံတော့ဘူးကာကွယ်ရေးဌာနကိုရင်ဆုံးသွားကြောင်းကြရမယ်နိုင်ဝအကြတနေရာမှာဝင်လာမှာဖြစ်မယ်ဒီထက်တော့မဝင်တဲ့လောက်ပါဘူးဇွန်ဘီဗိုင်းရပ်စ်ဟာအရင်းမြစ်ရှာမရအောင်အောက်ပါမြို့များတွင်တစ်ချိန်တည်းပြန့်နှံ့လေ FA မြို့ပထမဆုံးကူးစက်ခံရဖေလာမြို့ဒုတိယဒါဘလို့ဖြစ်ရတာလဲမဖြစ်နိုင်တာဒီ virus ကတနေရာရဲ့ပြန့်နှံ့ရင်ဒီတော့မမြန်ဘူးဘာတွေဖြစ်နေရလဲဟာအဖွဲ့အစည်းတစ်ခုကလူစုခွဲပြီးလုပ်နေတာများလားဒါရောဘလို့လူတွေအစားပြုတ်လိုက်တာလဲဟုတ်သားပဲငါမိတ်နေလိုက်တာ kiss ဘိုင်းလေပြအောင်ချက်မောင်စီစီရောအခုဘာမှလည်းမသိဘူးသူ့ကိုစိတ်ပူတယ်ဒီနေရာမှာစီစီကိုရေးတာစီအစီဖြစ်သွားလို့တောင်းပန်ပါတယ်ရှင်ဟုတ်တယ်သူစီကတော့သွားရမယ်ဘယ်ရင်ညာထားသေးလည်းမသိဘူးဒါဘလို့ကြီးလဲဇွန်ဘီဗိုင်းရပ်စ်ကိုတီးပြလိုက်ပါပြီဇွန်ဘီဗိုင်းရပ်စ်ကိုတီးထွင်နေဆိုတဲ့ဟာလေတွေးကြည့်ရင်ဘာအကျိုးမှမရပါဘူးကွာလူတွေဆိုရင်ကဘာကြီးကိုဘာမှမဟုတ်ပဲဒီလိုတမင်ဒုက္ခပေးမှာမဟုတ်ဘူးဒါဆိုဂျိုသားတွေဆိုတဲ့သဘောလားဒါနောက်မှမဲ့အချိန်မဟုတ်ဘူးနော်ဒီကိစ္စအတိအကျပြောဖို့ရမ်းခတ်တယ်ကဒါကိုဖော်ထုတ်တာနောက်မှအခုငါတို့အသက်ရှင်ဖို့အရေးကြီးတယ်ဒါဆိုဘာလုပ်ကြမလဲလုံခြုံတဲ့နေရာမှာကာကွယ်ရေးဌာနချုပ်ကိုသွားရင်ရောဒီကြံကောင်းတယ်ဒါပေမဲ့ဒီတိုင်းသွားလို့တော့မရဘူးအခုသွားရင်မနေ့ဖန်တော့မှရောက်မှာဒါပေမဲ့သွားဖို့သွားရမယ်လိုအပ်တာတွေပြင်ဆင်ရအောင်3 2 1တာဒါဟွီသူတို့ follower တွေလိုက်လာပါပြီတူးသမျှကောင်ဖြောင်းဖြောင်းဖြောင်းအဲ့လိုနဲ့သူတို့တွေမျိုးတွေကိုပြေးလာခဲ့ပါတယ်ဟမ်မဖြစ်ဘူးမိုင်းကြိုက်ရတော့မယ်တနေရာကြည်စမ်းဘာတူလဲအမကျူနော်အမဘယ်လိုလုပ်ဒီမျိုးထဲမှာလက်တောင်းညမ်းနေတာနှုတ်တွေပဲသွားဖို့လဲကာကွယ်ရေးဌာနချုပ်ကပါအမရောငါလည်းပြေးနေရတာနှုတ်နဲ့လိုက်ခဲ့မယ်ငါလာရှာမယ် kiss အခုသူ့အိမ်ဝင်ကျင်တော့မှာပဲရှိမယ်သူ့ရက်ကွက်ကိုသွားရမယ်ဟာဟာမကြခင်ဒီကဘာကြီးကငါ့အပိုင်ဖြစ်လာတော့မယ်နှုတ်လူသားတွေဖြည့်စည်းလိုက်ရှာနိုင်မှာမဟုတ်ပါဘူးကဘာတစ်ခုလုံးပြန်နိုင်မို့နည်းနည်းပဲလိုရတယ်လူနဲ့မိုးချုပ်သွားပါပြီငါတို့တနေရာမှာအိပ်ရမယ်ဘယ်သူမှမရှိတဲ့ပုံပဲဝင်ရအောင်ဟမ်အဲ့ဒါအပိုင်း30လေးရတော့ဒီမှာရင်ပြီးဆုံးသွားပါပြီနောက်တစ်ပိုင်းမှာသူတို့တွေဘာတွေဆက်ဖြစ်ကြမလဲဇွန်ဘီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေကိုတော့သူတို့တွေဘယ်လိုတွေဖော်ထုတ်သွားကြမလဲဆိုတာကိုသိချင်ရင်တော့အပိုင်း7လေးကိုဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြဖို့ပြောချင်ပါတယ်ရှင်ကာတွန်းလေးကိုကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကို like ပေးခဲ့ပြီးတော့စစ်စီရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်နောက်ထပ်ကာတွန်းလေးတွေအများကြီးတင်နိုင်အောင်စစ်စီကစူးစမ်းနေပါတယ်ရှင်အားလုံးချစ်ပါတယ်တတား